ကနေဒီ Salisbury Gate ဆုံးရထားပေါ်ရောက်နေပါတယ်ဟိုဒါမြရှူခင်းပါအဲ့တော့ဒီဆုံးစီရမယ်ဆိုတော့ရှူခင်းကြည့်ဖို့ပဲထွက်နေပါတယ်ဟုတ်ကဲနောက်မှပြန်တွေ့မယ်โอเค bye ဟုတ်ကဲ့ဒါ Endeavour ဘူဒါယုံရောက်နေပြီဆိုတော့အားတို့ business shop ဖြတ်လာတော့တတိယမြောက်ဘူဒါပေါ့ဒါမဲ့ဒါတော့ game ဆုံးလေးပါဦးပြီးတော့ခုရထားထွက်ပါတော့မယ်ဟုတ်ကဲ့စောင့်ကြည့်နေပါဟုတ်ရထားထွက်လာတော့ဘူဒါနေထွက်ပါလေရပါပြီသားတို့ကဒီဆုံးလေးရောက်မယ်ဆိုတော့အချိုက်စေးရမှာဟုတ်တတိယဘူဒါလေးထွက်လာပြီဒါမဲ့ပြီးသေးပါဘူးပြီးတော့ဒါဘူဒါရုံကားပါကင်ပါနောက်မှပြတ်တွေ့မယ်โอเค bye โอเคပါဒါတော့သားတို့ရထားရဲ့နောက်ဆုံးဘူဒါဆက်လက်ရောက်ရှိလာပါပြီဟုတ်ဒါဆိုရင်ကပ်ပါတာတော့ဟိုလာစမှုစောင့်နေပါတယ်โอเคဘူဒါနဲ့ဆောင်းလာပြီးတော့တာတော့စီရိုအစင်ပေးမယ်ဟုတ်ဒါပဲပဲအဲ့ပစ္စည်းတွေလည်းထုတ်ဖို့ရောက်မယ်ဆိုတော့တော့ဘာမို့ Stonehenge ကိုလည်းစောင့်ရအောင်ပဲတော့အများကြီးလိုပါသေးတယ်ရောက်နေပါဟောမှာHoly platform တာတော့စင်တာလာတော့ပါခင်ဗျာဒီရထားတော့စောင့်နေပါတယ်ပေါ့ဒါပဲဒါတော့တော့ဒီထားမှာစောင့်ရအောင်ပဲအားလည်းပစ္စည်းထုတ်ဖို့လာရောပဲ Okay sorry ခဏလေးရလက်ရှိပြတ်တော့မှာတော့ဒါတော့စင်ရတော့မယ် Okay တော့ပြန်တွေ့မယ် bye ဟုတ်ကဲ့ပါဒါတော့ Salisbury ရောမှာဒါတော့Stonehenge တော့ဘုနောက်နိုင်ဝက်ခုတ်ကိုစောင့်ရပါဦးပဲဟုတ်ဒါတော့စရာတွေထားplatform မှာစောင့်နေပါတယ်ဟုတ်ဒါမဲ့တာတို့ပြချလိုက်ထွက်ပေါက်ပြင်ထွက်ပေါက်နဲ့ဆက်ရပါဦးပဲโอเคဟုတ်ကဲ့ပါတာတို့ကဟို Salisbury ဘူဒါရုံပြင်ရောက်နေပါပြီအဲဒါပေမဲ့တော့စိတ်မချနေပြီးတော့ bus ကစီးဖို့တော့ကြံပါသေးတယ်โอเคနောက်မှပြန်တွေ့ရင်ခင်ဗျာဒါကတော့ Salisbury Station ဘူဒါရုံဝန်းကျင်မှာတာရက်နေပါခင်ဗျပြီးတော့နောက်စိတ်မချကိုဆက်လက်သွားရပါဦးခင်ဗျဟုတ်ကဲ့ပါဒါသားတို့ Stonehenge သွားမဲ့ bus ကားကိုသားတို့စောင့်နေပါတယ်ဒါမဲ့ထွက်ဖို့တော့သိမဖြစ်သေးပါဘူးဟောဒီမှာလည်းသွားမဲ့ခီးတဲ့လဲစောင့်နေပါတယ်โอเคအဲ့ကနောက်9မိနစ်လောက်ကြာဒီရောက်နေပြီဆိုတော့ဟုတ်ကဲ့သားတော့မစောင့်နိုင်တော့ဟုတ်ကဲ့ပါအဲ့တော့ Stonehenge bus ကလူတွေသိချင်ချက်တက်နေပါတယ်ဒါပေမဲ့ဒါတို့ကတော့နောက်မှနေရာယူရမယ်ဆိုတော့ဟုတ်ဒါတို့မကြခင် bus ကမှဆက်လက်ပြောကြမယ်ခင်ဗျဟုတ်ကဲ့ပါဒါတို့ Stonehenge တော့ကားပေါ်ရောက်ပြီးတော့ပေါ်ထဲမှာစောင့်နေပါတယ်ဒါမဲ့ bus က7နာရီမှထွက်မယ်ဆိုတော့ခုဘာမဲ့ခီးတွေစောင့်နေပါတယ်ဝေးဒါလည်းထပ်ကမှသိမယ်ဆိုတော့ခုကနောက်မှပြင်တွေ့ရခင်ဗျဒါတော့Saint Mary Cathedral နဲ့လူဝင်နာပတ်ကြောင်းကိုရှင်းနေပါခင်ဗျရွတ်တော့လှတယ်ဟုတ်ဟောဒီမှာအဲ့နောက်ဖြတ်လာပြီဟုတ်ကဲ့နောက်မှပြောရင်ခင်ဗျဒါတော့သားတို့မိချောင်းဓာတ်ပေါ်ဖြတ်လာတော့ခင်ဗျပြီးတော့သားတို့တောင်းစံတာတဲ့ဝင်တော့မှာခင်ဗျဟုတ်ကဲ့သားတို့အဲ့နောက်ရောက်တော့မှာခင်ဗျမသားတို့ဘူဒါထွက်လာပြီးတော့စကောက်မှာဆက်လက်စီးနေကြပါတယ်ခင်ဗျဟုတ်ဒီနေ့မှတော့မိမနေတာတော့စောင့်ရအောင်ပဲဟောမှာဘုတ်ချွန်နေကိုလာပြီးတော့နောက်ပတ်တိုင်းကိုစောင့်နေကြပါတယ်ခင်ဗျဒါပေမဲ့အများကြီးတော့စောင့်ရပါအောင်မယ်
ဟောဒီမှာစတိုးလာတွေတော့ဖြတ်လာပြီဒါပေမဲ့စတိုးတွေတော့မရောက်သေးပါဘူးဟောမော်နီမြန်ကိုဖြတ်လာပြီးတော့သားတို့ဆက်သွားရပါဦးမယ်โอเคဒီကစတိုးဆိုင်တွေကတော့ဒီတိုင်းပါပဲခင်ဗျာဘာမှတော့မထူးခြားသေးပါဘူးโอเคနောက်15မိနစ်လောက်စကားစီးရပါဦးမယ်ဆက်သွားရအောင်ပါခင်ဗျာဟိုဒီတက်စကိုတော့ဖြတ်လာပဲဒါမဲ့စောင့်ရပါဦးမယ်ဟိုဒီဝါတာဟောက်စ်ဟိုဒါနဲ့စောင့်တော့ဖြတ်လာပါပြီthat's garage ပါခင်ဗျာနောက်မှပြောပါခင်ဗျာ Prison Gallo ရဲ့ roundabout နာကို꿰လာပါခင်ဗျာ Holy Cathedral ကိုလည်းဖြတ်လာပါခင်ဗျာအားတော့မော်တော်ဝေးကနေပြီးတော့ Holy လမ်းချင်းလေးတွေကိုဖြတ်လာပါခင်ဗျာညဘက်မှာဟောပါဒီမှာတော့တိတ်ကြည့်စရာတော့မတွေ့ရဘူးခင်ဗျာဟုတ်ကဲ့နောက်မှပြောပါခင်ဗျာဟောမှာဟောရရှုခင်းကြည့်ရတော့အားကြိုက်တယ်ဟဲ့ဒါပေမဲ့စတိုးဟိုင်းကတော့မရောက်သေးပါဘူးဟောဒီ view တွေအများကြီးခိလေးတွေကြက်နေတယ်မှာတခင်ပါခဲ့ဗျာโอเคဒါပေမဲ့ကြည့်စရာတော့တိတ်မရှိတော့ပါဘူးနောက်မှပြောမယ်အဲ့တော့ roundabout နေပြီးတော့ဟောဒီရှုခင်းပြင်ကြီးရောက်နေပါပြီခင်ဗျာဟုတ်ကဲ့ပါတာတော့ဒီနားနေဘာလို့꿰ပြီးတော့ဖြတ်လာပါပြီခင်ဗျာဒါပေမဲ့ Stonehenge ကတော့ရပါအောင်ပဲโอเคဘာတာတော့ဒီဟောဒီတောင်ကုန်းအရီဘတ်ရှူဂင်းမြေကြီးကိုတော့ဖြတ်နေရပါပြီခင်ဗျာဟုတ်ပြီးတော့ခရီးဆက်သွားရပါအောင်ပဲခင်ဗျာပြီးတော့ဝန်သက်တွေပေါ်လက်တက်ရမယ်ခင်ဗျာဟုတ်ဟောမှာဘလောက်ရှူမောဝင်ကြည့်လို့ဖတ်ကောင်းတဲ့ဟိုးချင်တဲ့ကိုခံစားရပါခင်ဗျာပြီးတော့ညဘက်မှာဟောဒီညဘက်မှာဒီကောင်တွေ Omri ဟောဒီ Arab farming လည်းမြေမြေဟောလို့ဖြတ်လာပါကြခင်ဗျာ sorry ဒီလိုကောင်းမှရှုခင်းပြေကိုခံစားရပါခင်ဗျာပြီးတော့တာတော့ Stonehenge တော့နေတော့ဟောဒီ shit house သူနေတာရှုခင်းပြေကိုလည်းတာတော့ဆက်လက်ကြည့်လို့ခံစားနေရပါတယ်ခင်ဗျာ okay ဟောဒီကိုကြည့်ပါဦးတကယ်ကြည့်ကောင်းမဲ့ပုံပဲဟုတ်ကဲ့ပါဒါတော့နောက်ထပ် farming မြေပြင်အကြီးကျယ်ထူထူရတဲ့ farming ကွင်းလယ်မြေကိုစောင့်ကြည့်ကြည့်ရှုအောင်ပါခင်ဗျဟုတ်ကဲ့ပါခင်ဗျအဲ့တော့ Stonehenge Visitor Center နားစီရောက်ရှိလာပါပြီခင်ဗျာဒါမဲ့ဂိတ်ဆုံးတော့မရောက်သေးပါဘူးပြီးတော့နေရလေကားပါကင်ပါဗျာကျွန်တော်တို့ကဟောဒီ address ဝင်ပေါက်ကနေဖြတ်ရပါခင်ဗျာအဲ့တော့ restaurant စနေပြီးတော့နောက်ဒီကအကြောင်းထပ်ပြပြအောင်ပါခင်ဗျာတော့ပြောမယ်ခင်ဗျာ okay